အားလုံးပဲတေချာကြည့်ပေးပါကျွန်တော်သမီး၃ယောက်ကငယ်ငယ်ကလေးကကြောက်ဖြုံသီးစားရတာကိုအရင်ကြိုက်ကြတာပါဒီနေ့ဟိုထဲမှာထမင်းစားနေတော့ကြောက်ဖြုံသီးကိုနှုတ်တာလို့အရသာရှိအောင်ချက်တဲ့နေ့ကိုတင်ယူခဲ့ရတယ်လက်ဆက်မွေးကြိုင်ပြီးထမင်းငင်စေပါတယ်ပထမဆုံးဈေးပေါ်တဲ့ကြောက်ဖြုံသီးကိုခွန်သွားလိုက်ပါပြီးရင်အနေတော့ပါးလေးတွေလိပေးပါပကံလုံးလေးကိုကျုပ်ဝနေငယ်ဖောက်ထည့်ပါစားနေနဲ့ကိုရည်နေငယ်ထည့်ပါဒါကကျုပ်ဥကိုနီးနေမနံပဲနူးညံ့အိဆက်စေမဲ့ရှိုးဝက်ချက်ပါပဲဆိုရိုစ်ကားရှိတယ်လို့ပါပဲအသေးလေးပေးတာကစေတနာပါမပေးရင်လည်းရပါတယ်ဒီဗီဒီယိုလေးကိုတွေ့တဲ့တငယ်ချင်းတို့အသေးလေးတစ်ခုလောက်ပေးသွားပါနော်ကျေးဇူးများကြီးတင်ပါတယ်ဒဲအိုးစီပူလာရင်မွေထားတဲ့ကြက်ဥတွေလောင်းထည့်လိုက်ပါမြင်မြင်မွေကြော်ပြီးကြက်ရင်ဗဟန်နဲ့ခူးထားလိုက်ပါနောက်တဲ့အိုးတစ်လုံးထဲမှာကြက်တုံမြင့်ကြက်တုံဖြူနဲ့ငရုတ်သီးကိုစီတက်ပါအဆက်မကြိုက်ရင်မထည့်လဲရပါတယ်အရသာဖို့ရှိစေဖို့အဓိကတော့ချက်ကတော့နည်းနည်းလောက်ထည့်ရမှာကဒီအနာတိကပူဆုံစိတ်လေးတွေပါမွေးလာအောင်ကြော်ပြီးရင်ကြောက်ဖြုံသီးတွေထည့်လိုက်ပါမီးပြင်းပြင်းနဲ့ကြောက်ဖြုံသီးတွေနူးလာတဲ့အထိကြော်ပေးပါရေနှင်းငယ်ထည့်ပြီး3မိနစ်လောက်အုပ်ထားပါအရသာအတွက်စားငရုတ်ကောင်းမှုအနှဲငယ်နဲ့ကြော်ထားတဲ့ကြက်ဥတွေထည့်ပါမီးပြင်းပြင်းနဲ့အားလုံးကိုရောမွေလိုက်ပါနောက်ဆုံးမှာကြက်တုံမြိတ်လေးဖြူပေးပါအရသာဝင်သွားအောင်မြင်မြင်မွေပေးပြီးရင်တော့ပကံထဲထည့်လို့ရပါပြီနူးညံ့တဲ့ကြက်ဥကြော်နဲ့လက်ဆက်တဲ့ကြောက်ဖြုံသီးပူဆုံစိတ်လေးတွေပေါင်းဆက်လိုက်တဲ့အခါတကယ်ကိုမွေးကြိုင်ပြီးအရန်စားလို့ကောင်းသွားပါပြီ